သာသနာစေရန်တိတ်တူဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောင်းရစေနိကတောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တာလူဘဝခဏရတဲ့ခိုက်တမ်းမှာဗုဒ္ဓရဲ့တရားနဲ့မွေးတန်တာ290ခုနှစ်သွေးဝိနည်းတိတ်ခါရေစောင့်ထိန်ကကြည်ကြံလို့တကယ်မြတ်တာ